သာလီဇောပါသုံးတန်လေဖလေးစီအသေးပလန်ပေါင်စိုက်ပြိုးတဲ့အစီအစဉ်ကိုသစောင်းပင်းခိုင်သူကိုဦးရှိတ်ကရိုက်ကူလောက်ဆောင်ပူပြလိုက်ဆိုဖိုက်ပါတယ်ရှိုင်မျိုးတို့အခုမတော်တီးနေရတဲ့နေတာဖိုက်တွေကသုံးတန်မတွေဖိုက်ပါတယ်ကျန်တော့အင်းကအေးသုံးတန်မတွေမှာလေဖလေးစီရန်ဒါအဖရိုက်ကွင်းတိပြောင်းစိုက်ပြိုးစော်နေတာတို့ရောက်လို့ရှိစော်ဖိုက်ပါတယ်အေးသုံးတန်လေဖလေးစီကွင်းတိပေါင်းစိုက်ပြီးရနောက်ပြီးမှလေတော့ဂရဂျီဂရဂျက်145တောင်အဝီပြောင်းပြီးကေဝရှိုင်းပေါင်းတရောပေါင်တီကိုစိုက်ပြီးလာဖို့လို့ကဲကြောင်ပေါင်စောက်ရော်နိုင်သုံးတန်ဖရူပွန်ရဲဖွေးသူတို့ကကရပီလီဆိုဖိုက်ပါတယ်အေးသုံးတန်မှာစိုက်ပြိုးတဲ့အစီအစဉ်တီကိုကဲကြောင်ပေါင်စောက်ရဲသူရောသာနာဘာတကောကိုညီပိထားပြီးကေသဟာပူညာကာရီအသောသူတောင်းသားများဥဆောင်ပြီးကေစားတောင်စိုက်ပြိုးအစီအစဉ်ကိုအောင်မရခန်းဆောင်းလာပါတဲ့ဒေါက်တာပန်တိုင်တို့ရောက်ရောင်ရောဆောင်လာဆိုဖိုက်ပါတယ်အနာဂတ်နိုင်ကလာမှာအေပွန်ပြူတီကီလာဘီကေအသိပလန်ရောင်းလို့အေသုံးတန်တီကိုပရိုလိုရန်ကောတီမှာရောင်းလို့ရတဲ့ဖွေးတဲ့တီကိုအသုံးပြုဖို့ရပါဖို့လို့သဟာပူညာကာရီအသောသူဥဆောင်သူတူကဖေပေါ်ပြလိုက်ဆိုဖိုက်ပါတယ်အေအပွန်တီစိုက်လို့ခရိလာတဲ့ဆိုကေအသိပလန်ပြီးတဲ့ပိုင်၎င်းအရိတ်တီလေအေသုံးတန်တို့ရောက်လာခဲ့တဲ့ပရိသတ်တီကိုအမရန်ဆုံးပြပါဖို့လို့တဲမဲတယ်လို့တခါပူညာကတိအသွန်သူတို့ကဖေပြီးလိုက်ဆိုဖိုက်ပါတယ်သဟာပူညာကတိအသွန်သူတန်တန်များဥဆောင်ပြီးကေလှုပ်ထတဲ့စီစဉ်အပိုင်းအခါတဲ့တော့ဒီမှာလဲဒီပိုင်းသုံးတန်တီကိုဘိုင်လိုမထားပဲစီဘော်ရဲ့အဖရိုက်အသိပလန်အပေါင်းစိုက်ပြုတ်ပြီးရေသုံးတန်လုံရှုံတဲ့အတော့လိုအိတ်တေဘိစီမတီမှာအသုံးပြုဖို့နိုင်မဲလို့သဟာပူညာကရီအသောသူဥဆောင်တူကဖေးပြလိုက်ဆိုဖိုက်ပါတယ်တာတရာဖရန်လူတန်းထားတဲ့စရဲဆောင်ဖိုက်ပါတယ်အနိစ္စကာလအရှင်မှာအေသုံးတန်မှာအနိစ္စဒေသနာတော်တရာတော်မြတ်တီကိုနာယူပေါ်များအားထားရပါဆိုဖိုက်ပါတယ်အထူးတကောင်အင်းနာတီမှာစိုက်ပြိုးတွေပြိုးပေါင်တီကိုမစိုက်ပြနာအလွဲထားဆိုဖိုက်ပါတယ်လွယ်လို့ရှိတဲ့မီတီမှာလဲတရာပါဝရှိုင်းမော်ရိုကိုစိုက်ပြလာဖို့ဖိုက်ပါတယ်ကဲကြောင်ဘောင်စောက်ရော်နိုင်ရဲသူရောသာတညင်တကင်းနေစူပေါင်းပြီးကေအေသုံးတန်ထဲမှာစိုက်ပြိုးတဲ့ကိုစားတောင်ကြောင်ပါပူလို့လာဆိုဖိုက်ပါတယ်ကိုညီအားထားပြီးကေအပိထားတဲ့သဟာပူညာကရီအတောသူအတောသားဥဆောင်ပြီးကေပူလို့နေဆိုဖိုက်ပါတယ်ဗုဒ္ဓဘာသာဝင်သူတော်ကောင်းမာတို့အရောတီမှာအပိုင်သုံးတန်မီတီမပူပဲဘိုင်လိုထားကြလေအပိုင်ဘိုင်လိုမထားပဲနဲ့သုံးတန်မရေမှာအသီးဖလန်အပေါင်းစိုက်ပြိုးပြီးကေနောက်နာခဲမှာကိုကြီးထောင်ပရလာဖို့လို့စိတ်ကတမ်းမဲ့ပါတယ်သုံးတန်တူကိုပရိုလို့ဖို့
လုံရှုံရဲတော့လွဲတဲ့နေရာဒီမှာတန်ကပရှာတိကိုအသိပလန်တိကိုရောင်းချပြီးကအသုံးပြုဖို့ရိုင်းအောင်တန်ကတီးလေထောလာပါဖို့လို့သင်မဲ့ပါတယ်တတူတဲ့စိတ်ရှိတဲ့လူများတီးလေတော့ရပိုင်းကင်ရိုနဲ့အတူတူကအေဗီဒီယိုမှာမတော်တဲ့အတိုင်းဘရိုလိုရန်အထူးနှုတ်ဆိုလိုက်ဆိုပရိုက်ပါတယ်